ဉာဏ်ကောင်းတိုင်းဘာလို့မချမ်းသာလဲခုနောက်ပိုင်း modern education ကဒီ information retention ပေါ့နော်ပြန်ပြီးတော့မှတ်မိတာကိုဦးစားပေးတယ်ဒါပေမဲ့ modern economy ကျွန်တော်တို့တကယ်နေနေတဲ့ဒီကဘာကြီးရဲ့စီးပွားရေးကကြတော့ကျွန်တော်တို့ leverage execution ownership ဒါတွေကိုအားပေးတဲ့ကဘာကြီးဖြစ်နေအဲဒါကြောင့်မလို့ဉာဏ်ကောင်းတိုင်းမချမ်းသာဘူးဖြစ်တာကျွန်တော်အားကြောင့်လို့ framework တစ်ခုလုပ်ထားတာရှိရယ် KL လို့ခေါ်တယ် knowledge leverage ownershipကျွန်တော်များကျွန်တော်တို့ဒါ knowledge မှာပဲကျွန်တော်ရက်နေတာများတယ်အခုခုသိသွားပြီဆိုလို့ရှိရင်အဲ့သိတဲ့နေရာမှာပဲရက်နေတာများတယ်ဆိုတော့သိတဲ့နေဟာကိုကျွန်တော်တို့သုံးပြီးတော့ leverage လုပ်ယူရမယ်ပြီးရင်နောက်ဆုံး ownership ရအောင်လုပ်ရမယ် KLO ပေါ့နော်အဲ့တော့တချို့ဉာဏ်ရမ်းကောင်းပြီးတော့မှဒီနေရာမှာပဲရက်နေတယ်ဆိုတာအဲ့ဒီ leverage နဲ့ ownership ကိုမလုပ်လို့ဖြစ်တယ်အကြောင်းနေရာနေပြီးတော့မှဒီစနစ်ထဲမှာ system ထဲမှာပြဿနာကိုဖြေရှင်းတဲ့နည်းလမ်းတွေကိုသင်ပေးလိုက်တယ်ဒါပေမဲ့တကယ် web ကကြတော့အဲ့ system ထဲမှာရှိချင်မှရှိပါအဲ့ system ကိုဘယ်လိုပြန်ပြီးတော့တိစောက်အောင်မလဲဆိုတော့ owning system ထဲမှာသွားရှိနေတာမျိုးရှိတယ်ဆိုတော့အခုခေတ်မှာဆိုလို့ရှိရင်ဒါ content creator တွေရှိတယ် content creator တွေကဒါဒီ internet ကို leverage လုပ်တယ် social media ကို leverage လုပ်တယ်ပြီးရင် content တွေ create လုပ်တယ်ကိုယ့်ရဲ့ visibility ကိုပို့ပြီးတော့မြင့်အောင်လုပ်တယ်အဲ့တော့ eyeball များများစီကိုကိုယ့်ရဲ့ရုပ်ကိုယ့်ရဲ့အတန်ကိုယ့်ရဲ့ ideology ကိုပို့နိုင်တဲ့အချိန်မှာဒီတာမန်ဉာဏ်ကောင်းတဲ့သူထက်တောင်ပို့ပြီးတော့မှ business တစ်ခုကိုတည်ဆောက်နိုင်တာကိုတွေ့ရတယ်ပေါ့နော်ဆိုစမတ်ဖြစ်တဲ့လူဉာဏ်ကောင်းတဲ့လူတွေရဲ့ပြဿနာကကြတော့တခုခုမစခင်မှာအသေးအကျေစဉ်းစားတယ် analyze လုပ်တယ်ဖြစ်နိုင်မှာမလားစဉ်းစားတယ်ဘလို့ခက်ခဲမျိုးတွေရှိနိုင်လဲဘလို့တွေကိုယ်ဒုက္ခပေးနိုင်လဲဒါတွေကိုစဉ်းစားတာပေါ့နော်ဆိုလို့စဉ်းစားတာကြာသွားတဲ့အခါကျလို့ရှိရင်တကယ်စပြီးတော့မလုပ်ဖြစ်တော့ဘူးအမှပြဿနာတက်တာပဲဆိုတော့ဒီ intelligence အရင်မြင်တာတွေဉာဏ်ကောင်းတာတွေဒါတွေကသူ့တိုင်းထားလို့ရှိရင်တိတ်ပြီးတော့တုံ့မဝင်ဘူးဒါပေမဲ့ action တွေ execution တွေ ownership တွေ leverage တွေဒါတွေနဲ့ချိတ်ဆက်တဲ့အခါကျတော့မှပို့ပြီးတော့မှတကယ်ကောင်းတဲ့နေရာကိုရောက်သွားတယ်တကယ် word အစစ်ကိုတိစောက်နိုင်တာဖြစ်တယ်ကျွန်တော်ဆိုဉာဏ်ကောင်းတဲ့ထဲမှာမပါဘူးကျွန်တော်သတိမေ့တတ်တယ်ကျွန်တော်တခုခုကိုစဉ်းစားရမယ်ဆိုလို့ရှိရင်တော်တော်လေးစဉ်းစားရတယ်ကျွန်တော်ရဲ့ဒီမှတ်ဉာဏ်တွေကလည်းဒါအသက်ကရလာပြီဆိုတော့သိမကောင်းတော့ဒါပေမဲ့ကျွန်တော်မှာ system တွေရှိတယ်ကျွန်တော်မေးတတ်လို့ရှိရင်ကျွန်တော်ကိုသတိရအောင်လုပ်ပေးမယ့် system ကိုကျွန်တော်လုပ်ထားတယ်ကျွန်တော် content ဘာ create လုပ်ရမလဲမသိဘူးဆိုလို့ရှိရင်ကျွန်တော် content idea ရှာပေးမယ့် system ကိုကျွန်တော်လုပ်ထားတယ်ဆိုတော့အဲ့ဒီနဲ့ကျွန်တော်ရဲ့ဒီ channel ဆက်နှစ်ခုကျွန်တော် DBS brand တွေကျွန်တော်ရဲ့ဒီ AI business တွေဒါတွေကိုကျွန်တော် run နေတာပေါ့နော်ဆိုတော့ကမ္ဘာမှာရှိသမျှတကယ် business idea အကောင်းဆုံး business idea content တွေအကောင်းဆုံး video တွေကို9နှစ်လောက်စက်တိုက်ထိုင်ကြည့်ပြီးတော့ဘာမှမလုပ်တဲ့သူနဲ့စာရင်ဘာမှသိမသိပဲနဲ့တခုခုကိုစပြီးလုပ်လိုက်ပြီးတော့ online business တခုခုကိုစထောင်လိုက်ပြီးတော့မှlearning by doing ပေါ့နော်လုပ်ရင်းနဲ့သင်သွားတဲ့သူကတကယ်မှာရှေ့ကိုပို့ပြီးတော့ရောက်နိုင်လိမ့်မယ်ပေါ့နော်ဆိုတော့ knowledge ရှိရင်မဟုတ်ဘူး leverage နဲ့ ownership ကိုပါတိစောက်ရမယ်မိတ်ဆွေရအခုဘယ်စစ်မှာလဲ comment မှာမိုက်ငယ်ပေးလို့ရတယ်ပြီးကျွန်တော်တို့ follow လေး subscribe လေးလုပ်ထားပြီเนาะ